ဘတ်3 တန်းတန်အိမ်ဆိုလို့စာကလေးလောက်အိမ်လို့မထင်လိုက်နဲ့ဒီအနောက်ကနှစ်ထပ်အိမ်ကြီးဖြစ်ပါတယ်မြေပိုပတ်လဲပါမယ်အောက်မှာအိတ်ခမ်း2ခမ်းအပေါ်မှာအိတ်ခမ်း3ခမ်းရေချိုးခမ်းအိမ်သာ3လုံးကားပါကင်က2စီးရလို့ရမယ်ဒီအိမ်ယာထဲမှာအတင်တက်နေဖို့အိမ်ဆိုလို့ရှိရင်အိမ်6လုံးရှိအောင်မယ်6လုံးမှာ3 တန်းနဲ့အိတ်ခမ်း5ခမ်းရေချိုးခမ်းအိမ်သာ3လုံးကတစ်လုံးပဲကျန်တော့မယ်တစ်လုံးကကျွန်တော်မနေ့ကရောင်းလိုက်ပြီး3 တန်းအတိနဲ့ရောင်းထွက်သွားတယ်အဲ့တော့မိတ်ဆွေတို့ကြည့်ရှင်းတယ်ဆိုလို့ရှိရင်တော့ပြန်လေးလာဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်အခုထပ်ပြပေးမယ့်အိမ်ကတော့ဒီအနောက်ကအကြီးဆုံးအိမ်ဒီအိမ်ရဲ့ဈေးကဘတ်42သိန်းဒီအိမ်ရဲ့အားသာချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီအနောက်မှာမြင်နေရတဲ့မြေပိုလေးဒီမြေပိုလေးကသူကပန်းချန်လုံးမှာပန်းချန်ကအခုမလောက်ရသေးဘူးပေါ့နော်ပန်းချန်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကိုယ်ပိုင်ပန်းချန်လေးလိုမျိုးဖြစ်နေမှာကျွန်တော်ထည့်တစ်ချက်ဝင်ကြည့်အောင်ဒါအိမ်ထဲကမြေပိုအနေထားပေါ့နော်သူရဲ့မြေပိုကတော့ဘယ်ဖက်ကညာဖက်ကပါတယ်အနောက်မှာလည်းရှိမယ်အခုဒီအိမ်ရဲ့ဘေးနားကပန်းချန်ဆိုတဲ့ဟာဒီလားလေအခုကတော့ပန်းချန်မလောက်ရသေးဘူးပေါ့နော်ဝင်လာရင်အခန့်အကျယ်ကြီးကိုမြင်ရမယ်အခုဝယ်မယ်ဆိုလို့ရှိရင်ကဒီအမြင်တိုင်းရမှာပေါ့နော်ပြီးသွားရင်ဒီမှာကအိတ်ခန့်တစ်ခန့်လောက်လို့ရတယ်အခုကတော့မလောက်ထားပေးဘူးပေါ့နော်အခန့်ကျကျကြိုက်တဲ့လူတွေအတွက်ထပ်မှာမီးဖို့ချောင်းနဲ့ရေချိုးခိုင်းတာတစ်လုံးပါမယ်အပေါ်ထပ်မှာစင်ကယ်နှခမ်းပါမယ်အကြီးဆုံးမာစတာခန်းတစ်ခမ်းပါမယ်ဒီအိမ်လည်းတသားမမီတွေကစားဖို့အတွက်နေရာလေးတစ်ခုပါမယ်အိမ်ယာဝင်းထဲမှာရေကူးကန်နဲ့ဒီမှာဂျင်းပေါ့နော်နှစ်ခုလုံးပါမယ်ဒီအိမ်ယာဝင်းကတော့လက်ရှိမှာအယောင်သွက်အငါးသွက်ပေါ့နော်ဈေးရလည်းတန်တယ်ဆိုတော့မိတ်ဆွေတို့တကယ်စိတ်ဝင်စားရဲဆိုလို့ရှိရင်တော့မြန်မြန်လေးလာကြည့်ဖို့တော့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်